ဒီနေ့ကတော့မမေတို့အတွက်အသုံးဝင်တဲ့ဟာလေးတစ်ခုapplication ပေါ့နော်ဒါလေးကတော့ဆီလီကွန်နှုတ်ခမ်းခွက်လေးဖြစ်ပါတယ်ဒီဆီလီကွန်နှုတ်ခမ်းခွက်လေးကဘေဘီလေးကိုဆိုတဲ့အချိန်ကြာလို့ရှိရင်ဒီဘက်တစ်ဖက်ကိုပေါ့နော်စတော့ဒီလိုလေးညှစ်ပြီးတော့နှုတ်မှာတော့အတိုင်းချင်းလေးကတ်လိုက်ရမှာလေအဲဆိုလို့ရှိရင်ဘေဘီလေးတစ်ပတ်မျိုးဆိုလို့ရှိရင်သူကနှုတ်ရည်တွေကိုဒီဘက်ထဲမှာတွားပြီးတော့တူလောင်ပေးမှာဖြစ်ပါတယ်တစ်ဆက်ကြာမှာနော်သူရဲ့ဟာတော့ဒီအထီကတော့90မီပေါ့နော်ဒီပေါ်ထိဆိုရင်တော့100မီလောက်ထိတော့ဆန်ပါတယ်သူကတတိထားမှာတခုကတော့သူကနည်းနည်းပြုတ်ကျတတ်တယ်ပေါ့နော်တစ်ခါကြာလို့ရှိရင်တော့ဒီရေမဆိုရဘူးအသားနဲ့ကတ်နေရမယ်တော့ချွေးရေဆိုရဆိုလို့ရှိရင်တော့ပြုတ်ကျတတ်တာမျိုးဖြစ်တတ်ပါတယ်ဒါလေးကိုအဲ့ဒီအရန်သုံးဝင်ပါတယ်ပထမသားလေးရောလည်းသုံးဝင်လို့ဒုတိယသမီးလေးမှာလည်းအရန်သုံးဝင်လို့ကမိသုံးဆွဲလို့ရအောင်လို့ဝိညာဉ်ပေးခြင်းဖြစ်ပါတယ်